ကုသိုလ်တရားတွေမှန်သမျှသစ္စာလေးပါးထဲမှာအကျုံးဝင်ပါတယ်ဒီစကားလေးကစာဟောတာနော်အကျုံးဝင်ပါတယ်ဆိုပြီးတော့ဒါပြင်သစ္စာလေးပါးဆိုတာဘာလို့ဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမေဃသစ္စာလို့သစ္စာလေးပါးကိုရှင်းပြအဲ့လိုရှင်းပြပြီးတဲ့အခါကျတော့အကုန်လုံးသစ္စာလေးပါးကိုရှင်းဖို့မဟုတ်ဘူးအဲ့ဒီမဲ့ဒုက္ခသစ္စာဆိုတာဘာလို့ပြောရတော့လဲတပည့်ဆက်ကြမှာဟောထားတဲ့အတိုင်းရှင်သာရိပုတ္တရာလည်းရှင်းပြတယ်ဒုက္ခသစ္စာဆိုတာဘာလို့ဘဝမှာမွေးဖွားလာရတာလေဒုက္ခသစ္စာပဲဒုက္ခသစ္စာရလာတာလေမွေးလာတဲ့ဆိုတာခန္ဓာ၅ပါးဖြစ်တာ哦အဲ့တော့သစ္စာ၄ပါးထဲမှာဒုက္ခဖြစ်လာတာပဲဒုက္ခသစ္စာကိုရလာတာအဲ့ဒါပဲအိုရတာလည်းပဲဒုက္ခသစ္စာပဲသိရတာလည်းဒုက္ခသစ္စာပဲနောက်တစ်ခါမသိခင်စကြမှာဘာတွေဖြစ်ရတော့ဆိုရင်ရတယ်ငိုကြွေးရတယ်ကိုယ်ဆင်းရဲမှုနဲ့ကြုံတယ်စိတ်ဆင်းရဲမှုတွေကြုံတယ်စိတ်ပင်ပန်းမှုတွေဒေါသထွက်ပြီးစိတ်ပင်ပန်းမှုတွေကြုံတယ်ဒါတွေလည်းဒုက္ခသစ္စာတွေပါလိုချင်တာကိုယ်ဆန္ဒအတိုင်းဆန္ဒမပြည့်ဝတာဘာလို့ဆန္ဒမပြည့်ဝတာဆိုတာဘာလို့ပတ်စံမရတာပြောတာမဟုတ်ဘူးဒီနေရာမှာနော်စီဝမတက်တာပြောတာဆန္ဒမပြည့်ဝတာအဲ့ဒါတွေကပြည့်ဝနိုင်သေးတယ်ရှာလို့ရနိုင်သေးတယ်လုံးဝမရနိုင်တာဘာလို့ဆိုရင်ခေါင်းပေါ်ဆိုရင်နေမဖြူခြင်းလို့လည်းမရဘူးမအိုးခြင်းလို့လည်းမရဘူးမသေးခြင်းလို့လည်းမရဘူးအဲ့ဒါမရတယ်ယံပိဿန္နလည်းပဲဒီတံပိဒုက္ခံဆိုအဲ့ဒါပြောတာနော်အိုရတဲ့သဘောရှိတဲ့ခန္ဓာကိုယ်ကြီးမအိုးခြင်းဘူးသိရတဲ့သဘောရှိတဲ့ခန္ဓာကိုယ်ကြီးမသိခြင်းဘူးဆိုတဲ့မရနိုင်ဘူးတောကဖြစ်မဲ့ခန္ဓာကိုယ်ကြီးမှာတောကမဖြစ်ခြင်းဘူးဆိုလည်းမရနိုင်ဘူးစိတ်ဆင်းရဲခြင်းဘူးဆိုလည်းမရနိုင်ဘူးဒီသဘောဝါထဲမှာရှိနေမရနိုင်တာအဲ့ဒီမရနိုင်တာအတွက်လည်းပဲစိတ်ပင်ပန်းနေရတာကဒုက္ခသစ္စာပါပဲစိတ်ပြည့်စရာပေါ်ပဲပုထုဇဉ်တွေကစိတ်ကပြက်ကိုမပြက်နိုင်တာခက်တာနော်မပြက်ဘူးကောင်းနေပဲတွေးနေသေးတာပဲအဲ့တော့တပည့်ဆက်ကြတဲ့မှာပါတဲ့ပိယတံပြောကောဒုက္ခအပိယဝိပြောကောဒုက္ခဆိုတာဒီမှာမပါတော့နော်ရှင်သာရိပုတ္တရာဖော်ပြတဲ့ဒုက္ခသစ္စာဆိုတာဒီလောက်ပဲပြောပြီးတော့အကျဉ်းချုပ်ပြောမယ်ဆိုရင်တဲ့တဏှာဒိဋ္ဌိရဲ့အာယုံဖြစ်တဲ့ခန္ဓာ၅ပါးတဏှာဒိဋ္ဌိရဲ့အာယုံဖြစ်တဲ့ခန္ဓာလို့ဆိုတဲ့အခါကျတော့ရူပခန္ဓာလည်းတဏှာဒိဋ္ဌိရဲ့အာယုံဖြစ်တယ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတာတွေကျတော့လောကီမတဏှာဒိဋ္ဌိရဲ့အာယုံဖြစ်တယ်လောကုတ္တရဝေဒနာသင်ညာသင်္ခါရဝိညာဉ်မပါဘူးအဲ့ကြတော့နော်ရှုမှန်သမျှတော့တဏှာဒိဋ္ဌိရဲ့အာယုံဖြစ်တယ်ဖះရဲ့ရုပ်တော်မှာတဏှာဒိဋ္ဌိရဲ့အာယုံဖြစ်တယ်လေဖះစိတ်ကသာမဖြစ်တာဖះရုပ်ကြည့်ပြီးတော့ဝက်ကလေးတို့လိုသဘောကျနေတာဒါဝက်ကလေးရဲ့တဏှာဒိဋ္ဌိကဖះရုပ်ကိုဖះရဲ့ချုပ်ပုံတော်ကိုအာယုံပြုပြီးတဏှာဖြစ်နေတာလေအဲ့လိုဖြစ်တယ်ဥပါဒံဖြစ်တယ်ဖះရုပ်ကိုသွားရအဲ့တော့ဒီတဏှာဒိဋ္ဌိတို့ရဲ့အာယုံဖြစ်နေတဲ့ခန္ဓာဆိုတာယဟန္တာရဲ့ယုတ်ခန္ဓာပဲဖြစ်ဖြစ်ပုထုဇဉ်ရဲ့ယုတ်ခန္ဓာပဲဖြစ်ဖြစ်နော်အားလုံးယုတ်ခန္ဓာမှန်သမျှတဏှာဒိဋ္ဌိအာယုံဖြစ်တယ်လို့သူတို့မှတ်နော်ဝေဒနာကြတော့မစိတ်ဖို့စိတ်နဲ့ရှင်းတဲ့ဝေဒနာကသူရမှမရတာမရတော့အဲ့ဒါအတွက်တော့အာယုံမပြုတ်နိုင်ဘူးသူမသိနိုင်ဘူးဒီတဏှာဒိဋ္ဌိကလက်လန်းမမီဘူးအဲ့ဒါမဲ့ရဲ့မစိတ်ထဲမှာဖြစ်တဲ့ခံစားချက်မစိတ်ထဲမှာဖြစ်တဲ့မှတ်သားမှုမစိတ်ထဲမှာဖြစ်တဲ့လင်းစောမှုဒါတွေကိုသူအာယုံဆိုင်နိုင်ဘူးနော်သင်္ခါရမစိတ်နဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့တတ္တတို့ဝိရိယတို့တတိသူအာယုံမဆိုင်နိုင်မသိနိုင်မစိတ်ဆိုတဲ့ဝိညာဉ်ကိုလည်းသူမသိနိုင်မသိနိုင်တော့လောကီဖြစ်တဲ့လောကီစိတ်နဲ့ရှင်တဲ့ဝေဒနာသင်ညာသင်္ခါရလောကီစိတ်ဆိုဝိညာဉ်အဲ့ဒါဒီတာလည်းဥပါဒณะခန္ဓာလို့သူတို့မှတ်တာနော်လောကုတ္တရခန္ဓာမပါဘူးလို့တန်ခိတ္တေနပစ္စုပါဒณะခန္ဓာပိဒုက္ခအကျဉ်းချုပ်ပြောလိုက်မယ်ဆိုရင်ဥပါဒณะခန္ဓာ၅ပါးဟာဒုက္ခပါပဲအဲ့တော့ဆိုလိုတာကလောကုတ္တရစိတ်တွေကိုတော့ဒုက္ခတွေထဲမထားဘူးတကယ်တော့လေပြောမယ်ဆိုရင်မမြဲဘူးဆိုတဲ့ရှုထောင့်ကပြောရင်သူလည်းဒုက္ခပဲလောကုတ္တရစိတ်လည်းပဲဒုက္ခလို့ဆိုတယ်ဒုက္ခသစ္စာလို့ဒါပေါ်တရားရှုတဲ့အခါကျတော့လောကုတ္တရစိတ်မပါရဘူးမရှုနိုင်ဘူးလေကိုယ်မှမရှိတာလောကုတ္တရစိတ်ကိုဝိပဿနာရှုတာမဟုတ်ဘူးဒါကြောင့်မို့ဥပါဒณะခန္ဓာလို့ဆိုတဲ့ဟာမှာလောကုတ္တရစိတ်ကိုဖယ်ထားရတယ်ဒါသဘောပေါက်ဖို့ပြောပြတာနော်ဒါဝိပဿနာရှုဖို့ကြတော့လောကီခန္ဓာပဲယူရမယ်အဲ့တော့ရုပ်ကတော့လောကီပဲရှိတယ်လောကုတ္တရာမရှိဘူး